ဟဲ့ဟဲ့မမပောင်ဝင်တလင်းချက်မီးထွန်းပွဲမှာဘလို့မီးထွန်းမလဲမြမရိုးရတလေးရကိုင်လို့မှာလားဟုတ်ကဲ့မောင်လူကြီးကျုပ်ကတော့ရိုးရတလေးရကိုင်မဲလို့ဖို့စဉ်းစားတယ်မီးအိမ်လေးတွေထွန်းပြီးဖျားရှိခိုးမယ်အေးကောင်းတယ်ဒီလိုဆိုအိမ်မှာမိသားစုနဲ့အတူဖျားရှိခိုးပြီးမီးထွန်းကြတာပေါ့ငါတော့ဒီကနက်မှာလှူပွဲဝတ္ထုတွေပါပြင်ဆင်ထားတယ်အမှန်ပဲတရင်ကျွတ်လာဆန်းကလေးကဖျားစီရီတွေမှာမီးထုံးလိရှိတယ်မီးအိမ်လေးတွေနဲ့ရွာတရွာလုံးလှပေးတယ်ဟုတ်တယ်ဒါကြောင့်ပဲကျုပ်တို့ညီမလူမျိုးတွေဒီပွဲတော်ကိုတိတ်ကြိုက်ကြတာမင်းအိမ်မှာရောဘာတွေပြင်ဆင်ထားလဲကျုပ်ကတော့တတိဝလန်တွေကောင်းရင်းပေါင်းကောင်းရင်းထုတ်လေးတွေပြင်ဆင်ထားတယ်မီးထုံးပြီးရင်စွန့်ကပ်ဖို့လဲစီစဉ်ထားတယ်အိုးကျွယ်ဝလိုက်တာဒါဆိုပွဲတော်နေ့မှာမင်းအိမ်ကိုကျုပ်လာလဲမယ်နော်အတူတူမီးထုံးကြမယ်အေးပါကြိုဆိုပါတယ်ပွဲတော်နေ့မှာမင်းကိုစောင့်မယ်နော်အတူတူမီးထွန်းကြတာပိုပျော်စရာကောင်းမယ်